လေဖုံးမရောက်နဲ့ပမှန်ကြီးပဲရောက်လိုက်ပါလား ဟာဘာဖြစ်လို့လဲ အမတရတလားကျွန်တော်ဆိုင်တဲ့တောင်မှပမှန်ကပူရောက်နေရသေးတယ်ဒီဟိုအဲ့တော့လက်ဆောင်ပေးနေရောက်လိုက်တော့ပူအောင်နေမှာ ရောင်းရင်ကောင်းမလို့စဉ်းစားနေရှမ်းနောင်တန်းရှမ်းနောင်တန်းပန်အထက်ဆိုင်ဆိုပြီးအခုဘာဖြစ်လို့လဲဆိုတော့အမဒါကိုဘာဖြစ်လို့ဝယ်ရလဲဆိုတော့အမဒါလေးကိုလက်ဆောင်ပေးတယ် customer တွေကကြတော့သူတို့ဝစ်ချင်တယ်တချို့ကကြောက်လေဟာသူတို့လက်ဆောင်ပြန်ပေးမယ်အဲ့လိုဆိုတော့ပြီးတော့ဒါလေးကကြမောင်လေးရ daily ဝစ်မလားဖျားသွားကြောင်းတက်ဝစ်ချင်လားအလူဒါမှမဟုတ်ပဲကိုကဥမာမင်္ဂလာဆောင်ပွဲတိုးဝစ်ချင်လားအကုန်လုံးသူတို့စိတ်ကြိုက်ချုပ်တဲ့ဒီဇိုင်းဟောမူတည်ပြီးကွဲဝါဆိုတော့ပြီးတော့ PC quality ကလည်းတကယ်ကောင်းတယ်မကြိုးချိတ်တယ်ဆိုမကြိုး တော့ကြီးမနေ အဲ့လိုပြောတာအဲ့တော့အမတခြားဟာတရိုလီဝလာကြီးပေးမဲ့တူတူဒါလေးပေးလိုက်တော့သူတို့တွေလည်းဒါအတုံးတဲ့တယ်ပြီးတော့ PC quality မကောင်းရင်လည်းဟောအမပေးတဲ့ဟာကြီးမကောင်းဆိုပြီးတော့သိရမလား ညနာမရနေ ညနာမရနေအဲ့တော့ကြည့်လိုက်တော့ PC quality လည်းကောင်းတယ်အမလည်းကိုယ်တိုင်ချုပ်ဝတ်တာဆိုတော့အဲ့ဒါအမဒါလေးကိုပဲထပ်ပြီး အားကြောင့်ပြောတာအမဒီဖုံးနဲ့ရောင်းနော်ကျွန်တော်ပမှန်နေလဲယူရောက်လိုက်တော့ ရောင်းလိုက်တော့ ပမှန်မရောင်းခံရင်ကျွန်တော်ထပ်အောင်မြင်သွားမှာ လိုချင်တယ်ဆိုလို့ရှိရင်ပပန်မမဟုတ်ဘူးတခြားအထည်နဲ့ပတ်သက်ရင်လက်ကပမန်ကြီးကိုတတိယလိုက်ပါပမန်ကြီးအောင်ဖြစ်တယ် ပြေးရောပမှန်ယူရ ပမန်ကြီးကိုတတိယမုံတော့ပြေကြီးကိုတတိယလိုက်ပါ ဖုန်းနဲ့ပတ်သက်လို့ရှိရင်လည်းကိုအမဆိုင်မှာ iPhone ကအစာရှိတယ်လိုချင်တဲ့ဖုန်းကိုလိုချင်တယ်ဆိုလို့ရှိရင်စမ်းတောင်တန်းကိုလာလို့ရတယ်လက်ဆောင်တွေလည်းပေးတယ် ဟုတ်တယ်လက်ဆောင်တွေလည်းပေးတယ် ကျွန်တော်ဒီတိတ်ပေးလိုက် ပေးလိုက်အိတ်ပေးလိုက်မှာနော်အိတ် iPhone ဝယ်ထားတယ်ပါပြီပါ ဟုတ်တယ်ဒီအိတ်လိုက်အိတ်ပြန်ပေးလိုက် အိတ်ပြန်ပေးလို့မရဘူးလေ အိတ်လိုက်တော့မဟုတ်အိတ်ပြန်ပေးလိုက်မှာ ဟုတ်ကဲ့ပါနှစ်ဦးနှစ်ဖက်စလုံးကိုအားပေးကြတဲ့တူးကြောက်ချင်းအောင်ကျေးဇူး ကျေး များ ဇူး ကြီး များကြီးတင်ပါတယ်ဟုတ်ကဲ့ပါ